အခုဒီဗီဒီယိုကြည့်နေကြတဲ့သူတွေအားလုံးမင်္ဂလာပါနော်ဒီဗီဒီယိုလေးကိုတွေ့တယ်သူကျောင်းသွားနေသင်နဲ့ထိုက်တန်လို့ဒီဗီဒီယိုသင်တွေ့တာဖြစ်တယ်အဲ့တော့ဒီဗီဒီယိုတွေ့တဲ့ချင်းစပြီးသင်ပေါင်းလေးနဲ့အသေးလေးပြီးပြီးရင်များတွေ့အောင်ကုလို့ပို့ရလို့ share လေးယူသွားပြီးရင်ကိုလိုချင်တာလေးတွေကိုဒီ comment မှာရေးပြီးတော့မှတ်ပေးပြခဲ့ပါအဲ့တော့ဒီဗီဒီယိုကိုတွေ့တယ်လို့ကသင်ကတစ်ထေးလောင်းထိုက်တန်လို့တွေ့တယ်အဲ့တော့ဒီ9လပိုင်းထဲမှာဒီပုဂ္ဂိုလ်တွေကထီးဆုံးတည်ရနေကြီးကောင်းနိုင်တယ်အဲ့တော့နေ့နဲ့မော်လေးသုံးခုစမလေးပြပြပေးသွားမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တောက်ကြရဲ့အင်္ဂါရဲ့เนาะတနင်္ဂနွေနေ့သားသမီးလေးတွေဒီနေ့နဲ့သားသမီးလေးသုံးခုပါဆိုလို့ရှိရင်တော့ဒီ9လပိုင်းထဲမှာတော်ကန်ထူးတဲ့နေ့နဲ့ပေါ့နော်အဲ့တော့တကယ်ကိုသထင်းလောင်းဖြစ်မယ်လို့အဲ့တော့ခုကနေငွေလမ်းကြောင်းတွေပွင့်မယ်အဲ့တော့ဘာလို့လုံးမလဲဆိုလို့ရှိရင်ကဲမြင့်ကန်စင်လို့ဆံပါလေးရဲရတဖို့ကိုပြပေးသွားမယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်မြေအိုးတန်တန်လေးတဲ့ပေါ့နော်မြေအိုးဝဲလိုက်ပေါ့အဲ့မြေအိုးလေးကိုရေပြည့်ထည့်မယ်ပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုမနေ့6နာရီကနေည6နာရီတွင်ကြိုက်တဲ့အချိန်မှာကပ်ပါနော်6နာရီကျော်ပါလို့ည7နာရီပေါ့နောက်တနေ့မကူမချင်းမှာဒီဥစ္စာလေးကိုကတ်လူတန်းလို့ရတယ်အဲ့တော့ဒီဒိဋ္ဌံလေးကိုကတ်လူတန်းကြရတယ်ဒီလေးနဲ့ဘွားလေးသုံးခုကတကယ်ကိုပဲတူတူကြကြလက်တွေကန်နေပုံကြီးထီပေါက်စုပေါက်မှာနော်ထီသူတက်တက်ရနေကြီးကြီးကိုပေါက်နေနေနေပါရှင်ဖြစ်တယ်ဆိုတာကိုပြောပါတယ်အဲ့တော့အားလုံးပဲကံကောင်းလက်ပြကြပါစေ